မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ပင်လယ်စာထစ်မှာစားရတာရှူလေးနဲ့အလွန်တရာမှအရသာရှိတဲ့ခဏန်းကိုရခိုင်ချက်ဘလို့ပုံစံမျိုးချက်စားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဒီနေ့ဒီဗီဒီယိုလေးမှာချက်စားကြည့်ကြပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်စဉ်သင်လုပ်ကြပါမယ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ချက်ဖို့အတွက်ကျွန်တော်ကတော့အရင်ဆုံးငရုတ်သီးကိုထောင်းထားပါမယ်ငရုတ်သီးထောင်းတဲ့နေရာမှာစနေမုံကိုပါတခါတည်းထေးပြီးထောင်းလိုက်ပါတယ်ဗီဒါနဲ့ကျွန်တော်တို့ငရုတ်သီးနည်းနည်းညက်လာပြီဆိုတာနဲ့ငရုတ်ကောင်းကြက်သွန်ဖြူလေးတွေကိုပါထေးပြီးတော့ထောင်းထားပါမယ်အဲ့ဒါလေးတွေနည်းနည်းလေးညက်လာပြီဆိုတော့ထပ်ပြီးတခါကျွန်တော်တို့ကြက်သွန်တွေကိုပါထည့်ပြီးတော့တခါတည်းထောင်းထည့်လိုက်ပါမယ်โอเคအခုဆိုလို့ရှိရင်ကျွန်တော်တို့ငရုတ်သီးတွေကတော့အကုန်လုံးညက်လာပါပြီငရုတ်သီးညက်လာပြီဆိုတာနဲ့တနက်7နေရာမှာအဓိကမပါမဖြစ်တဲ့ကျွန်တော်တို့ရခိုင်တွေချက်လို့ရှိရင်ဆန်ကိုခုလိုမျိုးကြိတ်ပြီးတော့ထည့်ပါတယ်ဆန်ထည့်တာကအနှစ်ကိုကျစေပါတယ်โอเคဆန်လေးတွေအကုန်လုံးကြိတ်ပြီးပြီဆိုတော့တနက်ချက်ဖို့အတွက်ဆန်သန်းလောက်ပါမယ်အခုဆိုရင်အခုနာကကြိတ်ထားတဲ့ဆန်ဆေးရည်ကိုထပ်ပြီးတော့ထည့်လိုက်ပါတယ်ဆန်ကိုအမုံကြိတ်ထားတဲ့ဟာပါပြီးပြီဆိုတာနဲ့ငရုတ်သီးကြိတ်တဲ့ဟာကိုထပ်ပြီးထည့်လိုက်ပါမယ်အဲ့ဒါလေးတွေထည့်ပြီးတာနဲ့သေချာဆန်အောင်ဆေးထားတဲ့ကနန်းတွေကိုထပ်ပြီးတော့ထည့်ပါမယ်ကနန်းတွေကိုတော့ကျွန်တော်ကအခွန်ကိုမခွာပေးနဲ့အလုံးလိုက်ကိုနှစ်ပိုင်းပိုင်းပြီးတော့သေချာလေးသင်းရှင်းရလောက်ထားပါတယ်ဒီလိုချက်တာကပို့ပြီးတော့စားကောင်းပါတယ်ဘာလို့ဆိုလို့ရှိရင်ကနန်းမှာပါလာတဲ့အစီတွေကလည်းအပြင်ကိုထွက်မသားပေးနဲ့ကျွန်တော်တို့စားတဲ့အခါစင်စင်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ကျွန်တော်တို့ကနန်းလေးတွေကိုအကုန်လုံးထည့်ပြီးပြီဆိုတော့စားနေနေထည့်ပါမယ်စားထည့်ပြီးပြီဆိုတော့ကနန်းကချိုပေမဲ့ဟင်းရှိတဲ့နေရာမှာကျွန်တော်တို့ပါစက်တွေကအခုကခစ်ပေါ်အစားအစာတစ်ခုဖြစ်တဲ့မပါရမဖြစ်တဲ့ဟင်းရှုံမုံကိုထည့်ပြီးထည့်ပါမယ်ဟင်းရှုံမုံကတော့နည်းနည်းလေးပဲသုံးထားပါတယ်ဟင်းရှုံမုံလေးတွေထည့်ပြီးပြီဆိုတာနဲ့ချမ်ဖက်ကိုပါထည့်ပြီးထည့်လိုက်ပါမယ်ချမ်ဖက်ကတော့လင်္ကာဖက်လောက်ကိုသုံးထားပါတယ်ချင်းချင်းချိုဆက်ဆက်လေးနဲ့စားရှင်တဲ့အတွက်ကြောင့်ပါအဲ့ဒါလေးတွေအကုန်လုံးထည့်ပြီးပြီဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ရေကိုထည့်ပါမယ်ရေကိုကတော့ဒီနေရာမှာအဖက်မြုပ်တဲ့အထီကိုထည့်ထားရပါမယ်ရေကိုအဖက်မြုပ်တဲ့အထီထည့်တယ်ဆိုတာကကျွန်တော်တို့တောက်ဆန်းလေးချစ်မှာမလို့ပါအရေများများလေးနဲ့ပေါ့အရေတောက်ပြီးတော့အရေလေးဆန်းလို့ရအောင်ဆိုပြီးတော့တောက်ဆန်းလေးစားရှင်တာနဲ့ရေကိုခက်များများလေးတော့ထည့်ထားပါတယ်ဒီဒါနဲ့အိုဖုံးလေးကိုအောက်ပြီးတော့ကျွန်တော်တို့10မိနစ်လောက်ချစ်ထားလိုက်ပါမယ်โอเคအိုဖုံးလေးကိုအောက်ပြီး10မိနစ်လောက်ချစ်လိုက်ပြီဆိုတာနဲ့ဒီနေထောက်ကိုရောက်လာတာနဲ့အပေါ်ကနေနန်နန်ပန်လေးအောက်ပြီးတော့ကျွန်တော်တို့အပေါ်အောက်လေးနည်းနည်းလေးပြန်ပေးထားပါမယ်အနှမ်းလေးကတော့တော်တော်လေးကိုမှုေးနေပါပြီကျွန်တော်တို့ဒီလိုပုံစံမျိုးချက်တယ်ဆိုတာကကနန်းကိုအနှစ်လေးကျစေတဲ့အပြင်ပြီးတော့စားရတာလေတော်တော်လေးကိုလေးလေးပင်ပင်လေးနဲ့အရသာလေးရှိပါတယ်ချိုလေးတော်တော်လေးကိုချိုပါတယ်ဒီနေထောက်ကိုရောက်လာပြီးအရေကလေးအနေတော်လေးဖြစ်လာပြီဆိုတာနဲ့အပွားအငံလေးထက်မြင့်ကြည့်လိုက်ပါမယ်အပွားအငံလေးတွေအကုန်လုံးအနေတော်ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ချိုချင်းဆက်ဆက်လေးနဲ့အလွန်တရာမှစားလို့ကောင်းတဲ့ကနန်းရခိုင်ချက်တိုးရပါပြီခုလိုမျိုးစွန့်အောက်ထိကျေးပေးတဲ့အတွက်တူတယောက်ချင်းစီကိုလည်းပဲအထူးပန်ကျေးဇူးတင်ရှိပါတယ်ရခိုင်ဟန် channel လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် YouTube channel လေးကို subscribe လေးလုပ်ပေးခဲ့ကြပါဒါမှကျွန်တော်တင်တဲ့ဗီဒီယိုလေးတွေကိုနောက်ထပ်တွေ့မြင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်